အမြန်ခန့်မီလာစာကောင်းတဲ့စိုင်းကျင်ညာ position လေးကိုခေါ်နေပါရဲ့ရှင်ခေါ်ထားတဲ့ညနေလေးနဲ့လုပ်ငန်းမျိုးစားလေးတွေသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးထိကြည့်သွားပြပါအောင်ရှင်ခေါ်ထားတဲ့မြို့နယ်လေးနဲ့လုပ်ငန်းမျိုးစားလေးတွေကတော့စိုင်းကျင်ညာ position လေးကိုကြားမှခေါ်ထားဖြစ်ပြီးတော့ဘိုးထောင်မြို့နယ်မှာရှိရဲ့ construction company နဲ့တင်ကန်းကျွန်းမြို့နယ်တူဝနာမှာရှိရဲ့ construction company တို့ကနေပဲခေါ်ထားဖြစ်ပြီးတော့တောင်ကလာပါမြို့နယ်မှာရှိရဲ့ construction company တို့ကနေလည်းခေါ်ထားပါသေးရဲ့ရှင်ရန်ကုန်မြို့ရှိဆိုင်များမှာတာဝန်ထမ်းဆောင်ရမှာပဲဖြစ်ပါရဲ့ရှင်လိုင်မြို့နယ်မှာရှိရဲ့ construction company ကလည်းနေစားချင်းခေါ်ထားဖြစ်ပြီးတော့လက်ရှိ project ကတော့တိုက်ကြီးမြို့နယ်မှာရှိရဲ့ site မှာတာဝန်ထမ်းဆောင်ပေးရမှာပဲဖြစ်ပါရဲ့ရှင်အဲ့ဒါအပြင် US engineer position လေးကိုလည်းအင်းစိန်မြို့နယ်မှာရှိရဲ့ construction company ကနေခေါ်ထားဖြစ်ပါရဲ့ရှင် driver position လေးကိုတော့တင်ကန်းကျွန်းမြို့နယ်တူဝနာမှာရှိရဲ့ construction company ကနေပဲခေါ်ထားဖြစ်ပါရဲ့ရှင်ယခုပြပြသွားတဲ့ engineer position လေးတွေက site project အမြန်စမှာမို့လို့ Viber မေးလူကနေစီဖောက်ခမဲ့တင်ပြီးတော့ရှာထားလို့ရပါရဲ့ရှင်